皆さんこんにちは。ကျွန်မဒီနေ့ကအစားအသောက်နဲ့ပတ်သက်တဲ့စကားပြောတွေကိုကျွန်မနဲ့တူတူလေ့လာကြည့်အောင်နော်။ဆိုတော့ဒီမှာကကြောက်လေကျွန်မဘာလို့အစင်းမြင့်ထည့်လိုက်လဲဆိုတော့ဒီ N5 level ထက်အနည်းငယ်အစင်းမြင့်တဲ့ level ပေါ့နော်။နည်းနည်းတော့ခက်တယ်ဒါပေမဲ့အရင်ခက်တဲ့တွေတော့မပါဘူးအတူတူလေ့လာကြည့်အောင်နော်။ Right. So နံပါတ်1ကကျတော့ဗာလဲဆိုရင်အခုတလောဆွဲလန်းလန်းစားနေတဲ့အစားအစာကဗာလဲပေါ့နော်အဲ့တော့အစားအစာဆိုရင်ကျမတို့တည်တယ်ပဲအစားအစာကိုကျမတို့食べ物လို့ပြောတယ်အခုတလောဆိုတော့ cycling ဆိုပြီးတော့မှကျမတို့ပြောလို့ရတယ်ပေါ့နော်အခုတလောဆိုတော့ cycling ဆွဲလန်းလန်းဆိုတာလေရုပ်ခုဆိုတဲ့言葉နဲ့လည်းသုံးတယ်ပေါ့နော်ကျွန်တော်တို့ဒီရုပ်ခုဆိုတဲ့言葉လေးနဲ့လည်းသုံးတယ်ဒါပေမဲ့လို့ဒီမှာတော့ရုပ်ခုဆိုတဲ့言葉နဲ့မသုံးဘဲနဲ့စကားလုံးအသစ်တင်ပေးမယ်ပေါ့နော်ဟာမတို့ဆိုတဲ့ဟာလေဆိုရင်ဒီမှာကျတော့ဆွဲလန်းလန်းစားနေတယ်ဆိုတော့ဘယ်လိုပြောလို့ရလဲဆိုရင်ဟာမハマっているဆိုပြီးတော့မှပြောလို့ရတယ်最近ハマっている食べ物は何ですかဆိုပြီးတော့မှမေးလို့ရပါတယ်ハマっている食べ物は何ဆိုပြီးတော့မှလည်းပြောလို့ရတယ်何ですかလို့လည်းပြောလို့ရတယ်食べ物はある食べ物あるဆိုပြီးတော့မှလည်းမေးလို့ရတယ်စကားပြောဆက်ဆံမေးချင်တယ်ဆိုရင်တော့最近ハマっている食べ物はဆိုပြီးတော့မှမေးတာပို့ပြီးတော့မှစကားပြောဆန်နေပါတော့はいဆိုရင်ဒါလေးကိုအတူတူတစ်ချက်မှတ်ရအောင်နော်最近ハマっている食べ物はဆိုပြီးတော့မှအခုတလုံးဆွဆွလန်းစားနေတဲ့အစားအစာပါလေဆိုပြီးတော့မှဒီမှာ question mark ပုံစံလေးနဲ့အတန်လေးကတော့နည်းနည်းမြင့်သွားမယ်ပေါ့နော်မိကုံပြောတဲ့ပုံစံဆိုရင်လေはいကဲဆိုရင်ကျွန်တော်တို့နောက်ထပ်နံပါတ်2လေးကိုတစ်ချက်သွားကြည့်မယ်နော်ဆိုရင်နံပါတ်2ကကြတော့ဗာမေးထားလဲဆိုရင်ကလေးဘဝနဲ့အခုအချိန်မှာအစားအသောက်အကြိုက်ဒီမကြိုက်တဲ့ဟာတွေပြောင်းလဲတော့လားဗောနော်ကလေးဘဝတော့ကြိုက်တဲ့အမေခုလူကြီးဖြစ်လာတော့မကြိုက်ဘူးဆိုတဲ့အစားအစာတွေရှိလားဆိုတဲ့ပုံစံနဲ့မေးထားတာဗောနော်နံပါတ်2ကကျတော့ဆိုတော့ဆိုကလေးဘဝတော့ဆိုတော့ကျွန်တော်တို့ခိုးသုံးမလို့ကိုတော့ဆိုပြီးတော့မှပြောလို့ရပါတယ်ကလေးဘဝကိုလေခိုးသုံးမလို့ကိုတော့ကလေးဘဝပေါ့နော်အဲ့တော့ကြိုက်တာမကြိုက်တာကျတော့စကိခီရိုင်ဆိုပြီးတော့မှပြောတယ်အဲ့တော့စကိခီရိုင်စကိခီရိုင်は子供の頃とရှင်တာပေါ့နော်ရှင်ကြည့်မယ်ဆိုရင်အပြောင်းလဲရှိလားဆိုပြီးတော့မှကျွန်တော်တို့ပြောချင်တယ်ကွယ်အဲ့တော့ကလေးဘဝဆိုတော့子供の頃と比べてကလေးဘဝတော့နဲ့ရှင်ကြည့်မယ်ဆိုရင်အကြိုက်မကြိုက်တွေကပြောင်းလဲတော့လားဆိုတော့စကိခီရာကြီးကခါဝပြောင်းလဲတယ်ဆိုတဲ့言葉ကိုကျွန်တော်ခါဝလို့နဲ့ပြောတယ်ပေါ့နော်အဲ့တော့子供の頃と比べてスキ嫌いはいအဲ့တစ်ချက်ပြန်ကြည့်မယ်子供の頃と比べて好き嫌いは変わったဆိုပြီးတော့မှကျွန်တော်ပြောလို့ရပါတယ်ကလေးတုန်းကနဲ့ရှင်းကြည့်မယ်ဆိုရင်ဒီကြိုက်တဲ့ဟာတွေမကြိုက်တဲ့ဟာတွေကအပြောင်းလဲသွားတာများရှိမလားပေါ့နော်အဲ့လိုပုံစံနဲ့ပြီးလို့ရပါတယ်အဲ့တော့ပြန်ပြောမယ်子供の頃と比べて好き嫌いは変わったစာနဲ့ကလေးဘဝနဲ့အခုကြည်လာတဲ့ချိန်နဲ့ရှင်းကြည့်မယ်ဆိုရင်အကြိုက်တွေမကြိုက်တဲ့ဟာတွေအပြောင်းလဲတွေရှိလားဆိုပြီးတော့ကျွန်တော်တို့ဒီလိုပုံစံနဲ့မေးလို့ရပါတယ်နော်はいအဲ့ဆိုရင်နောက်တစ်ကြောင်းသွားမယ်နော်နံပါတ်3ကကျွန်တော်မေးထားလဲဆိုရင်အပြင်မှာစားတာနဲ့ကိုယ်တိုင်ချက်စားတာဘယ်ဟာပိုကြိုက်လဲဘာကြောင့်လဲပေါ့နော်ဆိုတော့အပြင်မှာစားတာဆိုရင်ကျွန်တော်တို့ guys ရှုပ်ခုဆိုပြီးတော့မှခေါ်တယ်အပြင်မှာစားတဲ့ဟာကိုယ့်ကိုချက်စားမယ်ဆိုရင်တော့ကျွန်တော်တို့လေဂျီဆွေဆိုပြီးတော့မှပြောတယ်နော်ဂျီဆွေဂိုင်းရှုပ်ခုဂျီဆွေဂိုင်းရှုပ်ခုကအပြင်မှာတွားပြီးစားတာဝယ်စားတာဂျီဆွေကကျွန်တော်ကိုယ့်ကိုချက်စားတာဆိုတော့အဲ့နှစ်ခုထဲမှာဘယ်ဟာပိုကြိုက်လဲဆိုရင်どっちの方が好きですかဆိုပြီးတော့မှမေးလို့ရပါတယ်အဲ့တော့ဂိုင်းရှုပ်ခုとဂျီဆွေဆိုတော့အဲ့နှစ်ခုလို့မေးချင်တဲ့အတွက်ကြောင့်တို့နဲ့တွဲပေးလိုက်မယ်ဂိုင်းရှုပ်ခုとဂျီဆွေဆိုတော့ဘယ်ဘက်နှစ်ခုထဲမှာတစ်ခုကိုမေးမယ်ဆိုရင်どっちပေါ့နော်どっちのနှစ်ခုကိုရှင်းပြီးပြောမယ်ဆိုရင်どっちの方ちょっと待ってねどっちの方が好きですかပေါ့နော်ကြိုက်လားမကြိုက်ဘူးလားဆိုတော့ကျွန်တော်တို့ဒီလိုမျိုးဝင်နေပဲမေးလို့ရမယ်ဆိုရင်外食と自炊どっちの方が好きですかအပြင်မှာသွားပြီးစားတာနဲ့ကိုယ့်အကိုချက်စားတာဘယ်ဟာပိုပြီးတော့မှကြိုက်လဲဆိုပြီးတော့မှကျွန်တော်တို့မေးလို့ရတယ်ပေါ့နော်နံပါတ်4ကကျွန်တော်ဂျပန်ရောက်ပြီးတဲ့
နောက်အကြိုက်ဆုံးဖြစ်လာတဲ့ဂျပန်အစားအစာကဘာလဲပေါ့နော်ဂျပန်ကိုရောက်ပြီးတဲ့နောက်ကိုယ့်ရဲ့အကြိုက်ဆုံးဖြစ်လာတဲ့အစားအစာအဲ့တော့ဂျပန်ရောက်ပြီးတဲ့နောက်ပိုင်းဆိုတော့日本に来てပေါ့နော်အကြိုက်ဆုံးအစားအစာဆိုတော့一番အကြိုက်ဆုံးဆိုတဲ့言葉ကိုကျွန်တော်တို့一番ဆိုပြီးတော့မှပြောတယ်အဲ့တော့ကြိုက်တာကကျတော့ကြိုက်တယ်ဆိုတာ好きပေါ့နော်一番好きなဂျပန်အစားအစာဆိုတော့日本料理ပေါ့နော်ဂျပန်ရောက်ပြီးတဲ့နောက်အကြိုက်ဆုံးဖြစ်လာတဲ့ဂျပန်အစားအစာကဘာလဲဆိုရင်日本に来て一番好きな食べ日本の料理は何ですかလို့လည်းပြောလို့ရသလို日本に来て一番好きになった日本料理はဆိုပြီးတော့မှလည်းမေးလို့ရတယ်ပေါ့နော်ဆိုရင်ဂျပန်ရောက်ပြီးတဲ့နောက်ဆိုတော့日本に来てအကြိုက်ဆုံးအမုန်းဆုံးဆိုတဲ့ခေါ်တော့ပါဒီမှာငါတို့一番ဆိုတဲ့ခေါ်တော့ပါလေးနဲ့တုံးနဲ့အခုကကြိုက်တာဆိုတော့好きပေါ့နော်一番好きなဂျပန်စားစာဆိုတော့အကြိုက်ဆုံးဖြစ်လာတယ်ဆိုတော့一番好きになったဆိုပြီးတော့မှပြောလို့ရတယ်ပေါ့နော်日本料理はမေးခွန်းဖြစ်တဲ့အတွက်ကြောင့်料理は何ですかဆိုပြီးတော့မှမေးနေရတယ်ဒါမှဒါတိုက်စကားပြောဒီမှာတော့အပြည့်အစုံမထဲတော့ဘူးเนาะ日本に来て一番好きになった日本料理はဆိုပြီးတော့မှမေးလို့ရပါတယ်はい3番いきますね5番ကဘာရေးထားလဲဆိုရင်ဂျပန်လူတယောက်ကိုမြန်မာအစားအစာတစ်မျိုးမိတ်ဆက်ပေးရမယ်ဆိုရင်ဘာကိုရွေးမလဲပေါ့နော်ကိုကမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဂျပန်လူမျိုးတွေကိုမြန်မာအစားအစာကိုကိုကမိတ်ဆက်ပေးရမယ်ဆိုရင်ဘယ်အစားအစာကိုရွေးမလဲဆိုပြီးတော့မှမေးတာပေါ့နော်အဲ့တော့ဒီမှာတော့မြန်မာဆိုတဲ့ခေါ်တော့ပါလေးကျွန်မမထည့်ထားဘူးပေါ့နော်ဆိုတော့ဂျပန်လူမျိုးထည့်ထားတဲ့ comment ဆိုင်ဂျပန်လူမျိုးတယောက်ကိုမြန်မာအစားအစာတစ်မျိုးမိတ်ဆက်ပေးရမယ်ဆိုရင်ဘာကိုရွေးမလဲဆိုတော့မိတ်ဆက်ပေးတာကိုshort guide လုပ်တယ်လို့ခေါ်တယ်အဲ့ဆိုမြန်မာအစားအစာဆိုရင်ကျွန်တော်တို့မြန်မာလူတွေလို့ခေါ်တယ်မိတ်ဆက်ပေးတာက short guide လုပ်တယ်လို့ပြောတယ်ရွေးချယ်တယ်ဆိုတာကကျတော့ကျွန်တော်တို့ဒီမှာတော့ရွေးချယ်တယ်ဆိုတဲ့ခေါ်တော့ထည့်မသုံးတော့ဘဲနဲ့ထပ်အလဲတစ်မျိုးနဲ့ပြောမယ်ပေါ့နော်အဲ့ဆိုရင်တော့မြန်မာ料理は日本人に一つを紹介するとしたら何を紹介するဆိုပြီးတော့မှမေးလို့ရပါတယ်ဆိုတော့မြန်မာအစားအစာဆိုရင်ごめんなさいမြန်မာ料理ပေါ့နော်မြန်မာ料理ကိုဂျပန်လူမျိုးဆိုတော့日本人ပေါ့နော်မိတ်ဆက်ပေးတယ်ဆိုတော့紹介လုပ်ပေးတယ်ဆိုတော့မိတ်ဆက်ခြင်း紹介するပေးရမယ်ဆိုရင်どうしたらဆိုပြီးတော့မှမေးလို့ရပါတယ်မြန်မာ料理を日本人に紹介するとしたらဘယ်ဟာမိတ်ဆက်ပေးမှလဲဆိုရင်何を紹介ごめんなさい何をはいそれでまပြန်ကြည့်အောင်เนาะမြန်မာ料理を日本人に紹介するとしたら何を紹介するမြန်မာအစားအစာကိုဂျပန်လူမျိုးတယောက်ကိုမိတ်ဆက်ပေးရမယ်ဆိုရင်ဘယ်လိုမျိုးမြန်မာအစားအစာကိုမိတ်ဆက်ပေးမှလဲဆိုတဲ့အကြောင်းအရာလေးပေါ့နော်はいဆိုတော့နံပါတ်6ကိုကြည့်မယ်เนาะဒီအဆက်အစားအစာကိုဘယ်လောက်ထိစားနိုင်လဲပေါ့နော်အဆက်အစားအစာဆိုတော့ဒီဆက်တယ်ဆိုတာကကျမတို့ခါရရီဆိုပြီးတော့မှပြောတယ်ဆိုရင်အဆက်တဲ့အစားအစာဆိုတော့ခါရရီလျော်ရီပေါ့နော်ခါရရီလျော်ရီခါရရီလျော်ရီမှာဘယ်လောက်ထိဆိုတော့どのぐらいအထိဆိုတော့မှတယ်どのぐらいまでစားတယ်ဆိုတာက食べるစားနိုင်တယ်ဆိုတော့食べられるပေါ့နော်ခါရရီလျော်ရီကိုခါရဆどのぐらいလို့လည်းပြောလို့ရတယ်เนาะအဆက်ကိုဘယ်လောက်ထိလို့လည်းပြောလို့ရတယ်အဲ့လိုမပြောဘဲနဲ့အခုလိုမျိုးどのぐらいまでဘယ်လောက်အထိစားနိုင်တယ်ဆိုရင်食べられるဆိုပြီးတော့မှလည်းမေးလို့ရပါတယ်အဲ့တော့ပြန်ကြည့်အောင်เนาะခါရရီလျော်ရီကိုどのぐらいまで食べられるဆိုပြီးတော့မှလည်းမေးခွန်းနဲ့မေးလို့ရပါတယ်ခါရရီလျော်ရီပေါ့เนาะဆိုတော့ခါရရီလျော်ရီမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာချိုးတဲ့အစားအစာတွေဆိုရင်လည်းအမိုင်လျော်ရီပေါ့เนาะအဲ့လိုမျိုးတွေပြောလို့ရတယ်はいဆိုနံပါတ်9ရှိမယ်เนาะနံပါတ်9ကဗာမေးထားလဲဆိုရင်ဂျပန်နဲ့မြန်မာမှာအစားအသောက်စားတဲ့အမှုအကျင့်တွေဘယ်လိုကွာခြားလဲပေါ့နော်ဂျပန်နဲ့မြန်မာဆိုတော့日本とမြန်မာပေါ့နော်ဂျပန်နဲ့မြန်မာ
ဂျပန်နဲ့မြန်မာမှာဒီအစအတောက်ကရှုခုဂျီအစအတောက်စားတဲ့အမှုကျင့်ဆိုတော့မာနာပေါ့နော်ရှုခုဂျီတော့မာနာဆိုပြီးတော့မှပြောမယ်ရှုခုဂျီတော့ဆိုကွာခြားခြင်းဆိုတဲ့ဟာလေခြေကကြီးဆိုပြီးတော့မှပြောလို့ရတယ်အဲဒီတော့ဒီ日本とミャンマーで食事のマナーに違いを感じたことあるကွာခြားကွာခြားတယ်လို့ထင်လားလို့လည်းပြောလို့ရတယ်違いは何ですかလို့လည်းပြောလို့ရတယ်ပေါ့နော်日本とミャンマー食事日本とミャンマーでဆိုတဲ့言葉လေးထည့်လိုက်ရပါတီကယ်လေးထည့်ပေးဖို့လိုတယ်ပေါ့နော်ဒီမှာတော့日本とミャンマーで食事のマナー違いを感じる違いは何ですかဆိုပြီးတော့မှလည်းပြောလို့ရတယ်ပေါ့နော်ဒီမှာစကားပြောရတော့ကိုအဆင်ပြေတယ်လို့လေးလှည့်ပြီးပြောရလဲပြောလို့ရပါတယ်ဆိုနံပါတ်8ကိုကြည့်မယ်နော်နံပါတ်8ကကျမရေးအတွက်နေ့စဉ်စားတော့ရမှာဘာတွေကိုဂရုစိုက်လဲပေါ့နော်ကျမရေးအတွက်ဆိုတော့ကျမတို့ဒီခင်ခိုနော်ထားမယ်ဆိုပြီးတော့မှပြောမယ်ပေါ့နော်ကျမရေးဆိုတော့ခင်ခိုအတွက်ဆိုတော့နော်တတ်မယ်ပေါ့နော်ကျမရေးအတွက်နေ့စဉ်အမြဲတမ်းလို့ဆိုတဲ့ခုတိုဘာတွေကိုကျမတို့လေးဖူတန်ဆိုပြီးတော့မှပြောလို့ရပါတယ်ဖူတန်အစအတောင်ဆိုတော့普段の食事ပေါ့နော်တတိထားရဲဆိုတော့気をつけていることပေါ့နော်အဲ့တော့健康のために普段の食事で気をつけていることは何ですかပေါ့နော်普段の食事で気をつけていることはဆိုပြီးတော့မှလည်းပြောလို့ရတယ်何ですかလို့လည်းပြောလို့ရတယ်ပေါ့နော်健康のため普段の食事で気をつけていることはကျမရေးအတွက်နေပုံမှန်နေ့စဉ်စားတောက်နေတဲ့ဘဝမှာဘာတွေကိုသတိထားစားတောက်နေလဲဆိုပြီးတော့မှမေးလို့ရတယ်ပေါ့နော်နံပါတ်9ကကျတော့ဝိတ်ချမယ်ဆိုရင်ဘယ်စားစာတွေကိုလျှော့မလဲပေါ့နော်ဝိတ်ချရဆိုတဲ့ဟာကတော့ကျွန်တော်တို့ diet တို့ဆိုပြီးတော့မှပြောမယ်ပေါ့နော်diet တို့ဝိတ်ချတယ်ဆိုပြီးပြောတယ်ဘယ်စားစာဆိုတော့diet ဝိတ်ချခဲ့မယ်ဆိုရင်ဆိုတော့ diet တို့するとしたらどうしたらဆိုတဲ့言葉လေးနဲ့သုံးမယ်ပေါ့နော်ခုကဒါမလုပ်သေးဘူးလုပ်ခဲ့မယ်ဆိုရင်ဆိုတဲ့အဓိပ္ပာယ်ကိုမေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ダイエットするとしたらဝိတ်ချခဲ့မယ်ဆိုရင်ဘယ်စားစာဆိုတော့ဘယ်စားစာတွေကိုရှော့မလဲဆိုတော့ရှော့တယ်ရှောင်တယ်ဆိုတဲ့ဟာကိုလေဟီခိုင်ရဆိုတဲ့言葉နဲ့သုံးတယ်ပေါ့နော်ဟီခိုင်ရဆိုတဲ့言葉ကရှောင်တာတွေရှော့တာတွေဆိုတဲ့အဓိပ္ပာယ်မှာသုံးပါတယ်အဲ့တော့ဘယ်စားစာဆိုတော့何をဟီခိုင်ရဆိုပြီးတော့မှပြောလို့ရတယ်နော်ダイエットするとしたら何を控えるねခုダイエットလုပ်မယ်ဆိုရင်ဘယ်စားစာတွေကိုရှောင်မလဲဘယ်စားစာတွေကိုရှော့မလဲဆိုပြီးတော့မှသုံးလို့ရတယ်နော်はいဆိုရင်9まで終わったら今度10番いきますね10番ကဘာရေးထားလဲဆိုရင်ကွန်ဗီနီယန့်စတိုမှာအစားအသောက်ဝယ်မယ်ဆိုရင်ဘာကိုရွေးမလဲပေါ့နော်ဝယ်မယ်ဆိုရင်လို့မြည်ထားနော်မဝယ်သေးဘူးနော်ဝယ်မယ်ဆိုရင်ဆိုတော့ကွန်ဗီနီယန့်စတိုကျွန်တော်ကွန်ဗီနီလို့ပြောရပါတော့ごめんなさいကွန်ဗီနီကိုအလွယ်ကွန်ဗီနီယန့်စတိုကိုအလွယ်လေးကွန်ဗီနီလို့ပဲပြောပါတယ်ဆိုတော့ကွန်ဗီနီမှာနေရာမှာဖြစ်တဲ့အတွက်ကြောင့်မှာပါတဲ့ဆိုတဲ့ပါတီကယ်လေးသုံးမယ်အစအတော့ဆိုတော့ရှုပ်ခုကြည့်ဝယ်တယ်ဆိုတော့ခိုင်မှာအစွတ်မဝယ်သေးဝယ်ခဲ့မယ်ဆိုရင်ဆိုတော့ခောက်နာတာပေါ့နော်ရှုပ်ခုကြည့်ပဲနေထားပေးမလို့ပဲနေရတယ်နော်ရှုပ်ခုကြည့်ကိုကွန်ဗီနီမှာစားတောက်တွေဝယ်မယ်ဆိုရင်ဘာကိုရွေးမလဲဆိုရင်ရွေးချယ်တာကエラブဘာကိုလဲဆိုရင်何を選ぶဆိုပြီးတော့မှပြောလို့ရတယ်နော်はいဆိုတော့ဒီမှာတခြားပြန်ဖတ်ရမယ်ဆိုရင်コンビニで食事を買うなら食べ物を買うなら何を選ぶဆိုပြီးတော့မှ question mark လေးထားပြီးအတန်လေးကိုနည်းနည်းမြင့်ပြီးမေးလို့ရတယ်ဆိုပြီးတော့မှတည်ထားပြီပေါ့နော်
はいဆိုတော့ကျွန်တော်ဒီနေ့ဒီ10ကြောင်းလေးကိုတစ်ချက်ကျွန်တော်နဲ့အတူတူပြန်လေ့လာရအောင်ပါနော်はいဆိုတော့ခုတလောဆွဆွလန်းလန်းစားနေတဲ့အစားအစာပါလေဆိုရင်最近ハマっている食べ物はハマるဆိုတဲ့အဓိပ္ပာယ်ကဒီငါတို့ဗလဲကိုရီးယားဇာတ်လမ်းတွဲတွေပါတယ်တခုခုကိုဆွဲလန်းနေဆိုတဲ့အဓိပ္ပာယ်မှာハマるဆိုတဲ့言葉လေးနဲ့သုံးလို့ရတယ်အဲ့တော့最近ハマっているドラマは何ですかပေါ့နော်အဲ့လိုလဲမေးလို့ရတယ်ဒါပေမဲ့子供の頃と比べて好き嫌いは変わったကလေးဘဝတော်ကနေအခုအသက်ကြီးတဲ့နောက်ပိုင်းပေါ့နော်အကြိုက်တွေမကြိုက်တာတွေပြောင်းလဲသွားလားပေါ့နံပါတ်3ကကျတော့外食と自炊どっちの方が好きですかအပြင်မှာထွက်ပြီးစားတာနဲ့ကိုယ့်အကူချက်စားတာဘာကိုပိုပြီးကြိုက်လဲဆိုပြီးမိတာနော်နံပါတ်4ကကျတော့日本に来て一番好きになった日本料理はဂျပန်ကိုရောက်ပြီးတော့မှဒီအကြိုက်ဆုံးဖြစ်လာတဲ့ဂျပန်ရဲ့အစားအစာပါလေပေါ့နော်နံပါတ်5မြန်မာ料理で日本人に紹介するとしたら何を紹介するမြန်မာအစားအစာတွေထဲမှာဂျပန်လူမျိုးတွေကိုမိတ်ဆက်ပေးရမယ်ဆိုရင်အနည်းဘယ်ဟာကိုမိတ်ဆက်ပေးမလဲပေါ့နော်နံပါတ်6က辛い料理はどのぐらいまで食べられるအဆက်ကိုနေဘယ်လောက်ထိစားနိုင်လဲပေါ့နော်နံပါတ်9日本とミャンマーで食事のマナーに違いが感じる近いကို感じるဆိုတာဂျပန်နဲ့မြန်မာမှာအစအသောက်စားတဲ့အမှုအကျင့်မတူတာတွေကိုねခံစားမိလားပေါ့နော်ဘယ်လိုဒီကွာခြားလဲဆိုတဲ့ပုံစံနဲ့မေးလို့ရတယ်နံပါတ်10ကကြတော့健康のため普段の食事で気をつけていることはကျန်းမာရေးအတွက်ねပုံမှန်နေ့စဉ်စားသောက်တဲ့ဘဝမှာဘာတွေကိုသတိထားနေလဲပေါ့နံပါတ်9ကကျတော့ダイエットするとしたら何を控えるダイエットလုပ်မယ်ဆိုရင်နင်ဘယ်ဟာတွေကိုရှောင်မလဲဘယ်ဟာတွေကိုမစားဘဲနေမလဲပေါ့နော်နံပါတ်10コンビニで食事を買うなら何を選ぶコンビニမှာအစားအသောက်တွေဝယ်မယ်ဆိုရင်နင်ဘယ်ဟာတွေကိုရွေးချယ်မလဲဆိုပြီးတော့မှမေးထားရပါတော့ဟုတ်ဆိုကျမတို့ဒီမှာဒီနေ့တော့ဒီ10ချောင်းလေးကိုအတူတူလေးလိုက်ချက်ပေးကြပါအောင်မနော်နောက်ပိုင်းကျရင်လည်းဒီဂျပန်စကားပြောရင်းနဲ့ပတ်သက်ပြီးတော့မှနားလေလွယ်ဆုံးအတတ်နိုင်ဆုံးတော့ရှင်းပြပြီးဗီဒီယိုလေးတွေလုပ်သွားဖို့ရှိရပါတော့ဟုတ်နောက်လည်းစောင့်ကြည့်ပြီးတော့မှအားပေးကြပါအောင်ありがとうございました。皆さんまたね。